ပြင်အောင်ချိန်အရှုံးနဲ့မဲ့ဆိုင်ကယ်ကိုပြောပါဆိုရင်နာမည်ကြီးဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကယ်ကိုညွှန်ရပါလိမ့်မယ်။ဒါကြောင့်ဒီကနေ့မှာတော့မိုတိုနစ်ခေဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်ဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကယ်တွေအများကြီးရှိမဲ့ရှိုးရုံးကိုလမ်းညွှန်ပေးတော့ကြပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်။ဘယ်သူမဆို brand new ဆိုင်ကယ်ဝယ်စီးပြီးတစ်ချိန်မဟုတ်တစ်ချိန်ပြင်အောင်ကြမှာပဲ။အင်ဂျင်ကျသွားလို့စီမကောင်းလို့ဝယ်ဖြစ်ဖြစ်နောက်ဆုံးပေါ်ဒီဇိုင်းချင်းချင်းလို့ဝယ်ဖြစ်ဖြစ်အဟောင်းတက်လဲကြတူကများတယ်။အဲ့ဒီလိုအဟောင်းတက်လဲတဲ့အခါရှုံးနေဖို့ဆိုရင် brand new စဝယ်ကလေးကတပတ်ရစ်ဈေးကွက်မှာပါကိုယ်မဲ့ဆိုင်ကယ်ကပြန်အောင်ချိန်အရှုံးများနိုင်လားနင်းနိုင်လားဆိုတာကြိုတင်ဆန်းစစ်ဖို့လိုတယ်ဘယ်သူမဆိုကိုယ့်ရဲ့ချွေးနေစာလုံအားကတွေစူဆောင်းပြီးဝယ်ရတာမို့ပြန်အောင်ချိန်အရှုံးများမဲ့ဆိုင်ကယ်ကိုမရွေးချယ်မိဖို့လိုတယ်ဒါကပုံမှန်လင်းပြောတာဒီကြတာကတော့ပြန်အောင်ချိန်လုံးဝအရှုံးနေစေမဲ့ဆိုင်ကယ်တစ်မျိုးရှိတယ်အဲ့ဒါကတော့နာမည်ကြီးဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကယ်တွေပါဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကယ်တွေကစီစာနှုံးတက်တာတဲ့စက်တန်ညင်ညောတယ်နှစ်ဆက်ကြီးသည့်အင်ဂျင်ဆွဲရုံကောင်းတယ်တန်ကိုင်းနေနဲ့လဆင်ထားတဲ့ဒီဇိုင်းရုပ်ထွက်ကခစ်ဆန်လက်ပလွန်းနဲ့တရုတ်နိုင်ငံရဲ့ရောင်းအားအကောင်းဆုံး125စီးရင်ဝင် branded ဖြစ်တဲ့စားတဲ့အာသာချက်တွေကြောင့်တပတ်ရစကန်ဈေးကွက်မှာပါဈေးကောင်းပိုရတယ်လို့ပြောရင်မမှားပါဘူးအတိုက်ခိုက်ရှင်းပြီးအင်ဂျင်ကောင်းရင်ကောင်းသလိုဈေးကောင်းပေးပြီးပြန်ဝယ်လေးရှိကြတာမို့ brand new ဈေးကွက်မှာရောစကန်ဈေးကွက်မှာပါနာမည်ဂုဏ်သတင်းကောင်းမြောက်များစွာနဲ့ရက်တည်နေတယ်လို့ပြောရမယ်အဲ့ဒီလိုနာမည်ကြီးဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကလေးတနေရာထဲမှာအစီအများကြီးရှိနေတဲ့ရှိုးရုံတစ်ခုရှိတယ်အဲ့ဒါကတော့မန္တလေးတိုင်းမရပူရမြို့နယ်မြင့်ငယ်မြို့ရန်ကုန်မန္တလေးလမ်းဟောင်းထုံးဘူလမ်းခွဲမြင့်ငယ်တိုးဂိတ်နီးမှာဖွင့်လှစ်ပေးထားတဲ့စွမ်းထက်ဆိုင်ကယ်ရှိုးရုံမှာအဲ့ဒီရှိုးရုံမှာနာမည်ကြီးဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကယ်တွေကလူကြိုက်များတဲ့အနှိမ်ရောင်ခဲရောင်အနီရောင်စားတဲ့ကာလာစုံနဲ့အစည်းအများကြီးရှိတယ်ကာလာရောင်စုံကိုကြိုက်တဲ့အစည်းစိတ်တိုင်းကြရွေးချယ်နိုင်မယ်ဆိုတဲ့တဘောပါစွမ်းထက်ဆိုင်ကယ်ရှိုးရုံမှာဒိုင်ယန်ကမ်ဘိုကန်နာနယူးယန်ဘိုရှန်ယန်ရင်စင်နယူးပါဝါဟီရိုအမ်ဘိုစရှိတဲ့နာမည်ကြီးဒီဇိုင်းတွေကဆိုင်ကယ်အမျိုးအစားအစုံပါထပ်ရှိပါသေးတယ်အခုမှရှိုးရုံးစားပွဲနာရေပိုင်မဲ့ရှိသေးပေမဲ့ဆိုင်ကယ် brand အစုံအမျိုးအစားအစုံအစည်းအများကြီးခင်းချင်းပြတ်တက်ရောင်းချပေးထားတာကလုံးဝအမခံမဲ့အဟောင်းတဲ့လက်ထက်ဝန်ဆောင်မှုအပြင်အင်ဂျင်အမကန်ပြည့်နဲ့ဈေးချိုဆုံးရောင်းချပေးထားတယ်တရင်ကောင်းကတော့ဒီဗီဒီယိုကို share ထားတဲ့ post ကိုဒါပြပြီးမှဝယ်ယူမယ်ဆိုရင်ကျွန်တော်မိုတိုနစ်ကပြိသက်တွေကိုစက်သိန်းတိ cashback ပြန်ပေးတွားအောင်ပါဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေနဲ့တနေရာထဲမှာဆိုင်ကယ်မျိုးစားစုံကိုဈေးချိုဆုံးနဲ့ရရှိခြင်းနဲ့စမတ်ချက်ကြခေတ်ဆန်စေမဲ့အပြင်ပြောင်းချိန်အရှုံးနေခြင်းနဲ့ဆိုရင်နာမည်ကြီးဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကယ်တွေအစည်းအများကြီးရှိတဲ့မန္တလေးတိုင်းမရပူရမြို့နယ်မြင့်ငယ်မြို့ရန်ကုန်မန္တလေးလမ်းဟောင်းထုံးဖို့လမ်းခွဲမြင့်ငယ်တိုးဂိတ်နီးမှာဖွင့်လှစ်ပေးထားတဲ့စွမ်းထက်ဆိုင်ကယ်ရှိုးရုံးရှိနေတယ်ဆိုတာလမ်းညွှန်ပေးလိုက်ပါစေအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာရောဆိုင်ကယ်ပြင်အောင်ချိန်အရှုံးများခဲ့ဘူးတာမျိုးကြုံခဲ့ဘူးပါသလားဘယ်လောက်ရှုံးခဲ့ဘူးလဲဆိုတဲ့အတွေ့အကြုံကိုခွန်းမှတ်မှာမျှဝေပေးခဲ့ပါအောင်ခင်ဗျာပြင်အောင်ချိန်အရှုံးနဲ့မဲ့ဆိုင်ကယ်ကိုပြောပါဆိုရင်နာမည်ကြီးဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကယ်ကိုညွှန်ရပါလိမ့်မယ်ဒါကြောင့်ဒီကနေ့မှာတော့မိုတိုနစ်ခေဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်ဆောင်ရှမ်းဆိုင်ကလုံးဆိုင်ကယ်တွေအများကြီးရှိမဲ့ရှိုးရုံးကိုလမ်းညွှန်ပေးတော့ကြပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်ဘယ်သူမဆို brand new ဆိုင်ကယ်ဝယ်စီးပြီးတစ်ချိန်မဟုတ်တစ်ချိန်ပြင်အောင်ကြမှာပဲအင်ဂျင်ကျသွားလို့စီမကောင်းလို့ဝယ်ဖြစ်ဖြစ်နောက်ဆုံးပေါ်ဒီဇိုင်းချင်းချင်းလို့ဝယ်ဖြစ်ဖြစ်အဟောင်းတက်လဲကြတူကများတယ်